တလောကလုံးနိုင်ငံတော်အကျိုးပြုထူးချွန်စုတွေရပေမဲ့မြင်းများစုမရတဲ့နောက်ွယ်ကအကြောင်းရင်း2026ခုနှစ်ဇန်နဝါရီလ4ရက်မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးနေ့ကတော့တကယ့်ကိုပြောစရာတွေနဲ့ပြည်내နေတာပါတခြားတစ်ဖက်မှာတော့အကျဉ်းချခံနေရကနေပြန်လည်လွတ်မြောက်လာတဲ့နန်းမွေစံတို့လိုအမှုပညာရှင်တွေရှိလာတာပါဒါပြင်အခြားတစ်ဖက်မှာတော့ပြည်သူ့ရှင်အမှုပညာရှင်ဟာနိုင်ငံတော်အကျိုးပြုခဲ့တာကြောင့်လူမှုထူးချွန်စုတွေဝတ္ထုကုန်ထူးတွေများစွာရရှိခဲ့တာဖြစ်ပါတယ်ဇန်နဝါရီလ4ရက်နေ့ဟာမြန်မာနိုင်ငံရဲ့လွတ်လပ်ရေးနေ့ဖြစ်တာနဲ့အညီနိုင်ငံတော်အကျိုးပြုထူးချွန်စုတွေဝတ္ထုကုန်ထူးတွေရှိမြင်ကြတာပါဒါပေမဲ့ဒီလိုစုပေးတဲ့အထိမြင့်မြတ်ပါမလာခဲ့တာဖြစ်ပါတယ်တခြားတစ်ဖက်မှာတော့အနုပညာတလောကလုံးစုတွေရကြတာပါအထူးသဖြင့်ဟိုးရခင်မင်းသမီးကြီးတွေမင်းသားကြီးတွေကစလို့ရခင်မင်းသမီးမင်းသားတွေထိရကြတာပါတိတိကျကျပြောရရှင်ဝင်းဦးခင်တန်းတို့ခင်ယူမေစတဲ့ဂန်ဝင်မင်းသားမင်းသမီးတွေကစပြီးအခုခေတ်လူမင်းလွင်မိုးရအောင်စိုးမြတ်သူစာမိတန်သူစားတဲ့မင်းသမီးတွေထိရကြတာပါဒါပြင်နှစ်တိုးပြစ်တိုးကစီတူပွဲရတယ်လို့အင်ဒရာကျော်စင်ဖိုးဖွေးဝမောင်ချွေတို့ကအလင်္ကာကျော်စွာပွဲရသွားတာပါဒီလိုမင်းသားမင်းသမီးတွေများချိန်ပွဲတူးကုန်တူးတွေရပေမဲ့တယောက်တည်းမရပဲကွက်ကြံခဲ့တဲ့မင်းသားကတော့မြင့်မြတ်ဖြစ်ပါတယ်မြင့်မြတ်ဟာတကယ်ဆိုမြန်မာနိုင်ငံမှာဝါရင်မင်းသားတလဲဖြစ်ကပြည်သူဦးနေတိုးတို့နဲ့တန်းတဲ့ရှိနေတဲ့မင်းသားတလဲပါမြင့်မြတ်ဟာတရုတ်ဆောင်တဲ့ကောင်းတဲ့မင်းသားတလဲဖြစ်ပါတယ်ရရဇာရုပ်ကိုပိုင်နိုင်စွာတရုတ်ဆောင်နိုင်တာပါနိုင်ငံကျော်အကျိုးပြုဇာကားတွေလည်းများစွာရိုက်ကူးထားတာဖြစ်ပါတယ်အခုနှစ်မှာဆိုရင်လည်းပန်းမြိုင်ထဲကဥယျာဉ်မှုရုပ်ရှင်ဇာကားနဲ့အကယ်ဒမီရဖို့အသစ်ပြေးနေတာပါဒါပေမဲ့နိုင်ငံအကျိုးပြုကုန်ထူးဆောင်ပွဲရှင်းမြင့်မခံရတာဖြစ်ပါတယ်ဒါကြောင့်လည်းပြည်သက်တွေကဘာလို့မြင့်မြတ်ကိုပွဲတွေရှင်းမြင့်မခံရတယ်လဲဆိုပြီးသိရှင်နေကြတာပါတကယ်တော့မြင့်မြတ်တယောက်ဒီလိုကုန်ထူးဆောင်တစ်စိတ်တွေရှင်းမြင့်မခံရတာဟာဘာကြောင့်မှမဟုတ်ပဲနေတိုးနဲ့ပြည်သူတို့ထက်ဆိုင်အသက်လဲငယ်တယ်လို့အနုပညာဝါလဲငယ်လို့တန်းတဲ့ရှိမြင့်မခံရတာဖြစ်ကြောင်းသိရပါတယ်မြင့်မြတ်အနေနဲ့နောက်နှစ်မှာဝတ္ထုဆောင်ရတွေရှိမြင့်ခံရမယ်လို့သိရတာပါမြင့်မြတ်လိုပါပဲယုံလေးရွှေထူးနဲ့အေးချမ်းမောင်နေဝင်းစားတဲ့မိသားတွေကလည်းနိုင်ငံတော်ကရှိမြင့်တဲ့ပွဲတွေမရရှိသေးတာလည်းဖြစ်ပါတယ်မြင့်မြတ်ဟာဟာတာပဲဖြစ်ဖြစ်ဒရာမာပဲဖြစ်ဖြစ်ဗိဒ္ဓရင်တွေကိုရောက်အောင်တရုပ်ဆောင်နိုင်သူဖြစ်လို့ဒီလိုပွဲထူးကုန်ထူးတွေထက်ဗိဒ္ဓရဲ့အတိမပြုမှုကိုရထားပြီးတာပါနောက်နှစ်26ခုနှစ်မှာအနုပညာရှင်တွေအပေါ်နိုင်ငံတော်ကအလေးထားရှင်းမြလာတာဟာကောင်းမွန်တဲ့လက္ခဏာဖြစ်တယ်လို့နောက်နှစ်အရေးရှင်ရှိတဲ့လူငယ်မျိုးဆက်တွေဖြစ်ကြတဲ့ယုံလေးရွှေထူးတို့ကိုလည်းအနာဂတ်မှာထထိုက်တန်ရှင်းမြလာလိမ့်မယ်လို့မျှော်လင့်ရပါတယ်မြင့်မြတ်အနေနဲ့လည်းယခုနှစ်အကယ်ဒမီပွဲမှာပန်းမြန်လဲကဥယျာဉ်မှုဇာကားနဲ့ထပ်ဆက်အကယ်ဒမီကိုတင်ပိုက်နိုင်မလားဆိုတာကလည်းရင်ခုန်စရာပါပဲသူရဲ့ပြည်သက်တွေကတော့မြင့်မြတ်ကဘာပွဲမှမရလဲအားပေးပြီးသားပဲဆိုပြီးပြောဆိုနေကြတာကိုတွေ့ရပါတယ်နောက်နှစ်တွေမှာတော့မြင့်မြတ်နဲ့အတူတခြားသောလူငယ်နည်းပညာရှင်တွေကိုပါထိုက်တန်တဲ့အတိအမှန်ပြုမှုတွေရရှိလာဖို့တေချာနေပါတယ်။ဂက်ပရိသတ်ကြီးတို့ရောမင်းသားမြင့်မြတ်အနေနဲ့နောက်နှစ်မှာဘလို့ဘွဲတစ်စိတ်မျိုးကိုရရှိလိမ့်မယ်လို့ခန့်မှန်းကြပါတယ်လေ။အရေးရှင်ရှိတဲ့အနုပညာရှင်တွေဘွဲထူးတွေရရှိတာနဲ့ပတ်သက်ပြီးမိမိတို့ရဲ့ဝမ်းသာပီတိစကားလေးတွေကိုကောမမှရေးပေးသွားကြပါအောင်နော်။ကြည့်အားပေးကြတဲ့ပရိသတ်တယောက်ချင်းစီကိုကျေးဇူးထူးပဲတင်ရှိပါရှင်။